卡里呢医生先啊，没那我这汤就挂的，哎呀，阿朱不几年了呗，买烟呢，但没有拍没带。喏，卡里呢医生先啊，没那我汤呢老挂的了，后边江格拉那肉嘛没路呗，啊，不啦。假如也没事的，ဆိုနာတာရက်ဆိုဒီ OB ကိုထိန်းကြအောင်ဟိုမှာတင်းဆောင်နေတဲ့ CK လက်ချက်နဲ့ကတော့နှကောင်ပြတ်သွားပြီဗျာဆိုတော့အောက်လမ်းမှာလည်း Maestro ကန်နေတဲ့နေရာမရှိဘူး Lucky Join လည်း Fine B နဲ့လိုက်တော့နေနေတယ် Kimi Rocket တွေပါပြစ်တာဟာတော်ပါတော့လို့ညီကိုတို့ Sensitivity လက်တက်ဝိုင်းနဲ့မတန်းပေါက်နေနဲ့ Quiz Set လေးပါကောက်ဟီးပြီးတော့လက်မလေးပါပြထားသေးတယ်ဗျာလှုပ်ချင်တိုင်းသာလှုပ်သွားကြပါတော့အဲ့နိုင်အလေလန်းနဲ့ပေါ်လန်းကြမှာတခုအဲမှာ Join လည်း Fine B Let the fine be Maestro ကန်ပေါ်တဲ့ထွက်တဲ့ချင်းသေဝိုင်းနဲ့နောက်မှာတော့ Fizzy တကောင်ပါစေနောက်မှာတော့ဇီးရန်လေးကိုပါ Shaw ဝိုင်းနဲ့ပဲဟိုဘက်မှာတော့ Reason ရှင်းလဲအသေးအတန်နေပြေးနေရပြီ Grand ညာတော့ဒီဘက်မှာတော့ Zanzuki ကိုရွေးထုချင်တာခါလီလက်ချက်နဲ့တော့ Ring ပြတ်ဝိုင်းနဲ့ပဲ၃កောင်တက်သွားတဲ့အခိုက်အတန့်မှာတော့ဒီလုံးနဲ့တော့အံ့ယုံပဲညိုပေါ့ပါပဲငါပြောသည်ခုံခွာသားတော့ခန့်နေဦးမယ်ဖီစီလေးတော့ပြန်ထွက်ကာဒီယိုမလားကဲဆိုတော့ Zanzuki ဒီနဲ့ဒီဘက်ကနော်လက်မိုင်းလေးနဲ့တော့ကျိုးသားတယ်ဗျာကျိုးသားတယ်အကာဖို့အတွက်ဖာစာနဲ့ Feather Ezra ကိုတော့เนาะ respawn ပြန်ထွက်ခြင်းပဲကျဲချတာဆိုတော့ လော်လေးတော့ defend လိုက်နိုင်တယ်မစိုးပါဘူးเนาะညီကိုတော့အလဲလဲအောက်မှာလဲမေဂါတွေဘာတွေကမရသေးဘူးဆိုတော့ Astro Space အနေနဲ့ကာရင်တော့ကာလို့ရနေတယ် guys ဒီယူလက်တဲ့တဲ့အတိုင်းအဲ့လောက်ကြီးတော့မဆိုးသေးပါဘူးအချိန်တွေက game 1တော့ပါဆိုကောင်းနေတယ် ပြအောင်ပါပဲ try Give me rocket နောက် Stallion Bing တန်းပြတ်တာဗျာ Fizzy Granger Sonata Rasodi Maestro ကန် Zanzuki D ဘာမှတော့လုံးလို့မရတော့ဘူးဘာမှလုံးလို့မရတော့ဘူးညီကိုတို့ကဲအဲ့မှာတော့အော်လန်မှာမနောက်ထက်နေနေ Mega Talent တော့ထပ်ပေးရဖို့လို့ရှိနေနေပဲကျွန်တော်တို့ဖက်မှာလည်း CKAC ပဲနောက် Stallion Bing ထပ်ပြစ်ထားရင်နောက် Zanzuki D ဘတ်သွားပြီကျွန်တော်တို့တွေ Creo လေးတွေဝင်လာတယ်နောက် OB BODထပ်ထွက်ဝိုင်းနေပဲနောက်ထပ်နေနေတော့ Mega အပီး Mega 3လမ်းလုံးပြီးမှာတော့ Crystal 3ကြီးကိုတည်ရဖို့တော့ကြိုးစားနေတယ်ဗျတန်းပေါက်လေးတော့ Crash Course Overdrive တစ်ဖက်မှာ Sandstone Flicker Maestro ကန်တော့အကုန်ပြေးကတ်ထားနေမှာ Maestro ကန်တည်သွားတဲ့အခိုက်အတန့်မှာ Join Let Fine B လေးနဲ့ Zanzuki လေးကိုပါထပ်မှန်ပြီးတော့သိမ့်ပိုက်ထားတယ် Kimi Rocket Flicker တော့ခုံရှောင်ထားတယ် Fizzy လေးကမစိုးဘူးနော်ညီကိုတို့ကျွန်တော်ကြည့်ရသလောက်ကတော့လောက်ကထွက်တယ် လောက်ထွက်တယ်ဒီဘွဲသူတို့တော်တော်ကြီးနှိမ့်နေနေလားတကူသူရောက်အောင်လို့စော့ပေးနေသေးတယ်တဲ့မလားကဲအဲ့မှာတော့ Fizzy အနေနဲ့ကတော့အကောင်းဆုံးတော့ကာနေစမ်းမရတော့ပါဘူး Crystal 3ကျိုးဝိုင်းနဲ့ပဲ 2Z ဆိုရရလဲနေတော့ Team 7မောင်မောင်မဲမဲနဲ့မှာတော့ထပ်မှန်ပြီးတော့နိုင်ရရှိသွားခဲ့ရင်းနဲ့ပဲအမတ်ပြည့်ကိုတော့ယူဆောင်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်